မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ God Human ကိုဘယ်လိုယူရလဲဆိုတော့ပြောပြသွားမှာဖြစ်ပါတယ် Let's go လိုက်ကြည့်လိုက်အောင် Let's go ဒီလိုလဲဆိုတော့ဒီ step ပြီးရင်ကြတော့ electric claw ပြီးရင် dragon data ပြီးရင် shark mangrate တို့ mystery 400ပြည့်အောင်ဖန်လိုက်ရပါမယ်အဲ့ဆိုစဉ်းစားစရာတကူอ่ะအဲ့ဒါတွေကိုဘယ်လိုရမလဲကျွန်တော်အဲ့ဒါတွေကိုမမေးခဲ့ပါဘူးကျွန်တော်ဆက်လက်ပြီးတော့ပြောသွားပါမှာ Mister လို့ချင်တော့ Duster ကို mystery 400ပြည့်အောင်ဖန်လိုက်ရမှာဖြစ်ပါတယ်ပြီးတော့ Duster ကိုဝယ်လို့ရပါပြီ Trick Claw လို့ချင်တော့ Electric ကို mystery 400ပြည့်အောင်ဖန်လိုက်ရမှာဖြစ်ပါတယ်ပြီးတော့ Electric Claw ကိုဝယ်လို့ရပါပြီ Taylor ကိုယူလို့ချင်တော့Dragon Breed ကို mystery 400ပြည့်အောင်ဖန်ပြီးတော့ဝယ်လို့ရမှာဖြစ်ပါတယ်ကျန်တဲ့ Shark Mangrate ကိုလို့ချင်တော့ Water Kung Fu ကို mystery 400ပြည့်အောင်ဖန်ရမှာပါပြီးတော့ Shark Mangrate ကိုဝယ်လို့ရပါပြီဒီဝယ်လို့ရပြီလားဆိုတော့ဝယ်လို့မရသေးပါဘူးကျန်ပါသေးတယ်ထပ်ပြောပြပါမယ်သေးရလဲဆိုတော့ Super Human လိုပါသေးတယ် Super Human ဘယ်လိုယူရလဲဆိုရင် Super Human ကိုယူမယ်ဆိုရင်တော့ Duster Electric Dragon Breed Water Kung Fu တို့ mystery 300ပြည့်အောင်ဖန်ထားပြီးတော့ Super Human ဝယ်ရမှာဖြစ်ပါတယ်ပြီးတော့ Super Human ကို mystery 400ပြည့်အောင်ဖန်ထားလိုက်ပါအဲ့ဒါပြီးရင်တော့ God Human ကိုဝယ်လို့ရပြီလားဆိုတော့ဝယ်လို့မရသေးပါဘူးဗျာဘယ်လိုဝယ်ရမှာလဲဆိုတော့လိုလဲဆိုရင်တော့ Dragon Stay 10ခု Fish Stay အခု20 Magma Ore အခု20 Mystic Droplet 10ခုဖြစ်ပါတယ်ပြီးတော့5 million ရဲ့ Fogma 9000ရဲ့ပေးပြီးတော့ဝယ်လို့ရပါပြီကျွန်တော်ရဲ့ဗီဒီယိုလေးကိုနှစ်သက်ရင်တော့ like and subscribe နဲ့လောက်အားပေးကြပါဦး